ဆိုကကရရင် over တန်းနေပဲထပ်ပြီးဆုံးသက် legendary ဘန်ခောက်ဆွဲနေသူ oh my god ဗဒေဆိုင်မှုတက်တော့ spec အကြီးတက်ကတော့ကုံသွားပြီတော့စတင်ပြီးတော့ကကရရင် over တန်း flame shot တကွာ oh my god play ဘန်နေရှင်းရဆိုလေမြန်နေ Fanny KBD နဲ့ပြင်းဝင်လာပြီးတော့ Roy ပဲပိတ်ပြီးသားဆို Fanny KBD တောက်လျှောက်စပန်းနေနေပဲပဒန်းတက်ကောင်ဖတ်ပလကြံနေရေစရှင်လေးပါ Grow ဆုံးသက်ပေးနေပဲ Hero King နှစ်က HP ကမပါတယ်လို့ဖြစ်နေမှာဆိုဒီမှာတော့ Landflare နဲ့တွားပြီးတော့လုံးချင်တာအကောင်လေးရေစရှင် Passive ကောက်ကြမှာ Fanny KB ကတ်တုံးနေပဲရေစရှင်မှာတက်ပြီးဆုံးသက်ခံလိုက်ရတာ Mountain Shot ကဘာပြစ်ချိန်မရလာဘူးပြောရင်တန်းတည်သွားတာ Trade တွေပိုင်းနဲ့ Landflare ဘဲကိုနေပိုင်းခုံတာ Landflare လေးနဲ့ဆွဲတင်မလား CC Cutting ကောနေချိတ်ရိုးရိုးတွေပဲကတ်ဖို့ Landflare နဲ့နောက်ပြန်ထိုးထားရဆိုမှလည်းပဒန်း favorite Wally ပဲလေကတ်ပိတ်ကောင်းပါတယ် CC နေနဲ့တော့ Fanny KB ကြားထဲမှာအဆုံးသက်ခံလာရပြီ calculation over တန်းမတိချင်တခုမှာ G-section mountain shot ကနေပဲထပ်ပြီးတော့ဆုံးသက်ပေးနေပဲ Hero King နှစ်ကောင်ကြာသွားတာ CCD နဲ့လဲလိုက်ရတာပိတ်သွားနေပဲ Landflare နဲ့ဆွဲတင်ပြီးတော့ရှိနေသေးတယ်နော် G-section Landflare favorite 2 man ဖမ်းထားတယ် figure တွေပဲထိုး calculation over တန်းနေပဲမရှိချင်တခုမှာ G-section passive တစ်ချက်နဲ့ပဲဆိုရှင်းလေးကတော့စတင်ပြီးယူထားသေးတယ် Fanny KB လွဲနေသေးတယ်ကတ်တရုတ်ဖြတ်ပိုင်း G-section ကတော့သိပါတယ်ဒီပုံစံတိုင်းဆိုရင်ဒီမှာလဲဘဲကိုနေပိုင်းခုံ Landflare နဲ့လေးပေါ်ဆွဲတင်ထားတယ်ကဲရေစရှင်လေးတိတ်သွားမယ် Fanny ရီပောက်ခွင့်ရဝိုင်းနေပဲရေစရှင်တိတ်မလို့ပဲပြန်လို့ပြေးရပြီအဲ့တော့ Audi ကတော့မှားသွားပြီတာကအားလို့ရှိရဝိုင်းနေပဲ Landflare နဲ့လေးပေါ်ထပ်ပြီးဆွဲတင်ထားရတယ်ဆိုRS ကဒမ်းမီတော့မလောက်သေးဘူး calculation over 2 man CC cutting ကိုချိတ်ပြီးတော့ပဲရိုကပ်ပုတ်တဲ့ဒမ်းမီမှာ RS ထပ်ပြီး Hero King ပေးဆက်လိုက်ရတယ် Landflare နဲ့လေးဝတင်ထားရဆိုမှလည်းဒမ်းမီတော့ရင်းလုံလောက်မနေဘူးဗျ Hero King ကများတော့များလာပြီနော်အရင်ပေါက်လို့မရနိုင်ဘူးကောင်းလေးအော် Fanny ဆိုတော့2 man ရိုက်ပြီးထားတယ်နောက်မှလည်း follow damage fake crack 2 man ထိုးပေးထားနေပဲဘဲကုန်းတွေပဲပြတ်ခုမရဘူးအားလုံး stat တွေလိုက်ထိုး Fanny KB ပါလာရဲဆိုရင်လည်း KB ကတ်တော့ဖြတ်ပါဗဒန် fake crack တွေပါနေပြန်ပြီးထိန်းပေးထားနေပဲ Resolution Mountain Shot ကဖြတ်ကျဲပေးလိုက်တာ Fanny ပေါ်တက်တယ်ပဲ Fanny Pro Technician နဲ့ပြန်ကာပေးထားတယ်မရဘူး Fanny ကိုတင် rest နေကြားထဲမှာ Ranger Resolution Sona နိုင်နေပဲ Resolution ပြန်ပြီးအဆုံးသက်ခံ Ranger Resolution Sona မရတော့ဘူးချင်းရ over တန်းနေပေး fifth break ဟောနဲ့ထပ်ပိတ်ပြီးသားအားလုံးအနေနဲ့တော့ final slot ပါထပ်ရပြီးနေ grow ပါထပ်ပြတ်သွားရင်းနဲ့ပဲကဲ Fanny KB နဲ့ဆုံးသက်ခံရတော့ဗဒန်လေး RS ပါထပ်ရောက်လာနေဗတရားထပ်ဆိုင်နေပြီကဲ Sitanian CC လေးပါ Fanny ဆုံးသက်ပြီးနေ flag နဲ့ပဲလိုက်ထိုးအဲ့တော့အားလုံးပြန်ပြီးရုံထွက်နေနေပဲအားလုံးရအောင်မလား scale 1ပြန်ရ scale 2နဲ့ dash တော့ရနေသေးတယ်ဆိုဒါပေမဲ့ပြေးဖို့စူးစမ်းနေနေပဲပြန်ပြေး Landflare နဲ့နောက်ကတော့ live ပြီးပုတ်နေပြီကကူရာပါရောက်လာတယ်ဆွဲချက်တစ်ခုမှ RS ပြန်ထိုး RS ပြန်ပို့လို့ရတယ် final slot 2 man oh my god flag ကပဲပေးပြီးတော့ပဲ Sushin နေနဲ့ပြန်ပြေးလိုက်ရရရင်းနဲ့ပဲဆို RS ကတော့ရမ်းမျောသွားပြီအကောင်လေးဘာမှတော့မလုပ်နေနဲ့မေ့ထားလိုက်တော့ calculation over တန်းနဲ့ထပ်ပြီးပါပေးဆက်လိုက်ရရင်လည်းပဲ Hero King နှစ်ကောင်ထက်ရသွားတာ oh my god ကောင်းလိုက်တာ Fanny KB ကတ်တော့ energy မရှိတော့ဘူး play shot တွေနဲ့ပြန်တွန်းထုတ်ပြီးတာ Granger Rasodi လွဲနေတယ်ဗျအားအောင်အချိန်ပေးနေတာ Fanny ရောကဲ calculation over တန်းနဲ့2 man Fanny ဆိုရိုက်ပြီးတော့ကောင်းနေဆိုရင်လည်းတတိယတော့ပြန်ဝင်သွားပြီ Fanny KB ကတ်တော့ကြာမခောက်ဆွဲပြတ်သွားမလားမပြတ်တဲ့ချင်းကိုမှရှီရောပြရဝိုင်းနေပဲဆိုအချင်းကြီးကတော့ကောင်းနေရဲ့ကဲ CC ကတ်ရိုလေးကတ်ပုတ်တဲ့ damage နဲ့ပဲတွေးတဲ့စမ်းနဲ့ပြန်တော့ပြေးမြောက်လွတ်မြောက်သွားသေးရနော်ဗတ်တယ်သွားဆိုင်သူ့မှောင် Fanny KB နဲ့ပြေးဝင်လာဗဒန် fake crack ကောင်းလိုက်တာ Fanny ကိုတဲထိုးပြီးတော့ resolution shutdown လေးပဲယူထားပြီးနေပဲဘဒူးမှလည်းလာလို့မရဘူး Fanny နဲ့ရုံထွက်လို့မရဘူး fake crack favorite ကောင်းလိုက်တဲ့ဗဒန်အဲ့အားလုံးအနေနဲ့ final slide ဒီပါပေးပြီးတော့ရအောင်မလား Pro Technician 1 man ပဲ Resolution Mountain Shot က Mountain Shot က all the final slide 2 man Fan Fake Crack 2 man ထပ်ထိုးပေးလိုက်နေပဲ Mountain Shot က Hobo Combo တွေကြားထဲမှာထပ်ပြီးတော့ဆုံးသက်ခံဗဒန်တစ်ကောင်တော့ပြန်ပေးကြီးစစ်စစ်ကတ်ရိုလေးနဲ့ကပ်ပွန်နေနေပဲ Hero King လေးကနှစ်ကောင်လောက်ထိရရင်လည်းပဲ full for 2 train နဲ့တူG-section တောက်ဒမ်းမီနဲ့တိတ်သွားတာအားလုံး final slot တွေပါတော့ပြန်ရသွားပြီဆွဲချင်းကိုမှအားလုံး final slot 1 man ပဲ grow ယူရိုက်ပြီးသားထပ်တော့နေ့ချက်ပြန်တိုက်ပြီးသားအားလုံးအနေနဲ့တန်းတည်ပြီး Sushin shutdown ဝေးရထားနေပဲဆိုစင်ပြေတဲ့ကောက်ကွက်ချင်း over တန်းနေကြမှာထပ်တိသွားတဲ့ကောင်လေးက Advance ပြဆိုကောက်ကွက်ချင်း over တန်းနေပဲထပ်ပြီးဆုံးသက် legendary ဘန်ခောက်ဆွဲနေသူ oh my god ကျွန်းလာတဲ့ဗဒန်ထိုးပြီးသားလေးလည်းကောင်းနေဆိုပေမဲ့လည်းဂျိုရီနေနဲ့တက်နေတာဘာမှတော့အများကြီးတော့ပြောချင်ဘူးဗဒေဆိုင်မှုတက်တော့ spec အကြီးတက်ကတော့ကုံသွားပြီတော့စတင်ပြီးတော့ calculation over the flame shot တကွာ oh my god ကောင်းနေရောကဲ lolly ကတော့တာဝါလေးကိုပြေးဝင်ရရင်လည်းပဲ mega တလိန်စတင်ပေးဆက်လိုက်ရပြီဆို lolly နဲ့ပဲ pressure လေးနဲ့တက်လာ drop barricade ပိုက်တာ perfect crack ပြေးထိုးပြီးထားတာ1 man ဒါပေမဲ့လည်းဘယ်သူမှနောက်က follow damage ပါလာနေပဲ CC Landflare နဲ့ level ဆွဲတဲ့အခါ CC တန်းတည်သွား calculation over တန်းပေးရဆိုရင်လည်း damage ရောက်ရင်းတော့လုံလောက်သွားဘူးပေါ့နော်အားလုံး final set လွဲသွားလေလည်းမြင်ရသေးတယ်ဆိုlolly ကတော့ပြီးသွားပါပြီကဲအတန်းနိုင်ဆိုတော့ easily ရှင်းထားတယ်ကျန်တဲ့ mega လေးကြီးတွေဖြတ်ယူပြီးတော့လိုအပ်နေသေးတယ်ဆို calculation over တန်းကြမှာ yori တန်းတည်သွားတာ ground နေနဲ့တင်လို့ပဲတွေ့ရတော့တော်တော်နဲ့
crop ပြန်ပြီးတော့လိုအပ်နေတဲ့ဆူရှင်ဘယ်ကွန်လေးပါလေးခုံငားရဆိုမဲ့လေပဒံ figure ဒီပိုင်းနဲ့ပြေးထိုးခြင်းဒီလားရအောင်မလားပဒံမျိုးဝိုင်း land flare နဲ့လေးပေါ်ဆွဲတင်ပြီးနေပဲပဒံညက်နေပြီဗျာ figure ဒီပိုင်းထိုးဝေးနေပါသေးတယ်ဆိုဆူရှင် land flare လေးနဲ့ပဲဆုံးသက်ပြီးနေပဲ crop ထပ်တော့နေချက် flag ကနေပြေးတိုက်ပြီဗျာဒါပေမဲ့လည်းနောက်ကဆူရှင်လေးကိုတားကထိုင်းနေပဲဆူရှင်တိတ်သွား crop ကတွေးတော်နေပါ funny cable ကတ်ထုတ်ကြမှာပြန်ပြီးတော့ပေးဆက်လိုက်ရတဲ့ကောင်လေး Mountain Shot ကပြန်ပြီး funny နေနဲ့တန်းသေးဝိုင်းနေပဲ Crystal Strong only ခိုင်ဝိုင်းနေသူကြီးပါနေကိုတော့